peel off mask သုံးတဲ့အခါမှာဘာလို့ချွေးပေါက်တွေကျဲသွားတာလဲတဲ့ peel off mask ကိုသုံးလိုက်တဲ့အခါမှာချွေးပေါက်ထဲမှာရှိတဲ့အစီခဲတွေအစီမြင်တွေအကုန်ပါသွားတော့အရင်တော့ကပိတ်နေတဲ့ချွေးပေါက်ကြီးကအခုကျတော့ဟောင်းလောင်းပေါက်ကြီးဖြစ်သွားတာပေါ့နော်အဲ့ဒါတစ်ချက်နောက်ပြီးတော့ peel off mask ကိုဆွဲခွာတဲ့အချိန်မှာဒီချွေးပေါက်အဝနာအရေပြားလေးတွေကပုံပြီးပါသွားတယ်ခုနကပြောသွားတဲ့တစ်ချက်နဲ့အခုချွေးပေါက်နာအရေပြားပွန်းသွားတာနဲ့ပေါင်းရင်ချွေးပေါက်ကပိုကျဲသွားတယ်ထင်ရတတ်တယ်နောက်ပြီးတော့ဒီလို peel off mask တွေသုံးပြီးတဲ့အခါကျရင်ရေထက်ဖြည့်တဲ့ toner တို့ essence တို့ moisturizer တွေပြန်မလင်းပြီးတဲ့အခါမှာလည်းရေတက်ခန်းချအောင်ပြီးတော့ချွေးပေါက်ကြီးကပိုကျဲတဲ့ထင်ရတတ်ပါတယ်ဖြစ်နိုင်ရင်လေဒီအစီခဲအစီမြင်တွေကိုဖယ်ရှားတဲ့နှာခေါင်းကပ်ခွာတွေ peel off mask အကျန်းစားတွေကိုမသုံးစေချင်ဘူးဒါတွေကချက်ချင်းသိတာပဲမဲ့ချွေးပေါက်တွေကိုရေရှည်မှာပိုပြီးတော့ကျဲလာစေနိုင်တယ်အဲ့ဒီ peel off mask တွေအစားချွေးပေါက်ထဲကအစီခဲတွေအစီမြင်တွေကိုဖယ်ရှားခြင်းနဲ့ဆိုရင်ရှုံးနဲ့လုပ်ထားတဲ့ clay powder mask တွေသုံးလို့ရတယ်နောက်ပြီးတော့ salicylic acid BHA ရဲ့LHA နဲ့ဒီ retinol ပါတာတွေသုံးပြီးရင်ရေရှည်မှာ collagen လှုံ့ဆော်ပြီးတော့ချွေးပေါက်လည်းကျဉ်လာပြီးတော့ဒီချွေးပေါက်ထဲကအစီခဲတွေအစီမြင်တွေကိုလည်းဖြည်းဖြည်းချင်းဖယ်ရှားပေးရပေါ့နော်